da mesa nena ana singoto la nera mesa nena ni nya mau thong mesa nena nyama ki ko ta ya de da mesa nena ana singoto la nera mesa nena ni nya mau thong mesa nena ni nya mau thong mesa nena ni nya mau thong mesa nena အားလုံးပဲမင်္ဂလာပါခင်ဗျာဒေါ်လာမိဘပြည်သူညီကိုမောင်နှမများအားလုံးအောင်မန်းညို YouTube channel ပြန်ရိုက်ပြီလို့เนาะရှေ့မှာ3ပုတ်ပဲရိုက်ပြီးတော့လမ်းနဲ့ချီပြီးနားထားတာအခု YouTube channel ပြန်ရိုက်ပြီးပြန်လွှင့်ပြီအဲ့တော့အခုကျွန်တော်က reaction လုပ်မဲ့ reaction ကလူလူကိုပြည်သူလူထုကိုနောက်ွယ်မှာရက်ဆက်လေးနဲ့ဘုံကျဲတက်ဖြတ်နေတဲ့စစ်တပ်ကเนาะ social media ပေါ်ဒီမှာကြလို့ရှိရင်သူတို့မှကောင်းတဲ့သူမရှိသူတို့လောက်တော်တဲ့သူမရှိသူတို့လောက်ပြည်သူပေါ်တန်မိုးထားတဲ့သူမရှိအဲ့လိုပုံစံမျိုးဗီဒီယိုတွေရိုက်တင်ထားတဲ့ဟာကိုအောင်မန်းကြီးတွေ့ထားတယ်အဲ့ဒါကို reaction ပြန်มาဖြစ်တယ်ဒါလည်းမိဘပြည်သူညီကောင်မောင်နှမတွေနဲ့အတူတူကြည့်လိုက်ကြမယ်နော်ဟေးစင်ပြဝိုင်းဒါမနေ့ကမင်းတို့လာထိုးထားလားဟုတ်တယ်အေးမှတ်တယ်ကျွန်တော်လည်းပေးနေပုံလေးလေးကြားရမယ်ပြမယ်အုပ်ကြီးပဲဝင်လာလေရပါတယ်ကျွန်တော်တို့ဆိုရင်စလာတဲ့ကတပ်ပုံစရိုက်ပြီနော်တပ်ပုံစရိုက်ပြီတစ်ချက်ဆက်ရှိုးလိုက်မယ်ရိုက်လိုက်ဒီပုံရိုက်ထားတော့စီရပေါ်နေနဲ့တော့ပြီးပတ်သက်လာပါတယ်အုပ်ကြီးလည်းဟုတ်မယ်နော်ကျွန်တော်တို့ကဘင်းနေနဲ့ရလာရရိုက်ပြလိုက်မရိုက်လိုက်ဟုတ်ရိုက်တော့စင်းနေတယ်ဟိုလိုမျိုးကြီးတော့ချွဲကြော်ကျွန်တော်ကမီတိုတောက်ပြီးနေတာကျွန်တော်တို့ကလုံးမဟုတ်တော့ဘူးလေခုခေခုကာလာခုချိန်နေရတယ်ကိုတက်နိုင်တဲ့ဥစ္စာကိုတက်နိုင်တော့တချို့ကြောက်တယ်ခုလိုမျိုးဆိုလည်းဒါလောက်ရမယ့်ဟာပေါ့ဗျာဒီသားလို့ရှိရင်ကလေးတွေကအကြောင်းလေးပါပြောင်းဆိုတော့ကျွန်တော်တို့လည်းဘိုးလေးလည်းရှိတယ်ကျွန်တော်မသွားနိုင်ဘူးဗျာဒီမှာလည်းကျွန်တော်တောက်လျှောက်တကြံရောဒီမှာလည်းဆိုတော့အကြောင်းလေးပါအဲ့တော့ကလေးတမီဖြစ်သူကနေအတန်းကြီးနေပြီဆိုတော့လေဒါတမီကိုဖုံးဆက်တော့ဟိုတောဖေးတောင်းမှပါတယ်ဗောနော်ဖေးကိုခွင့်လွှတ်ပါဆိုတော့ဒါမဲ့ကျွန်တော်ဒီလိုမျိုးတွေလုပ်နေတာဆိုတော့လည်းပြီးတော့တမီကဟိုလိုမျိုးအပြစ်မမြင်ဘူးဗျာတော့ဗောဒီကျွန်တော်တို့အခုလိုမျိုးကောင်းတဲ့လိုမျိုးကကျွန်တော်တို့မှကောင်းဝေးရှိကြတယ်အိမ်သားနေကျမ်းမာရေးရီးရတယ်ဒီကောင်ရီးရတယ်နော်ဒါဒီခုဆိုလို့ရှိရင်နော်ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့တိုက်နေရတာလုံးဝအိမ်မပြန်ရဘူးပေါ့အိမ်မပြန်ရတာတကြံတည်းရရှိပြီပေါ့ဒါဆိုဘယ်နှစ်တကြံလဲတော့မသိဘူးတကြံတည်းရရှိပြီတဲ့အဲ့ဒါဟိုမှာသူ့သမီးကအရွယ်ရောက်နေပြီတဲ့အဲ့အရွယ်ရောက်နေတဲ့သမီးကိုဖုံးဆက်ပြီးတော့အဖေတောင်းပန်ပါတယ်လို့ပြောတာကိုသူ့သမီးကအပြစ်မယူဘူးတဲ့နော်စောက်ပူတွေတေလောက်အောင်ပြောတာနော်ခွေးပါဇက်ကနတ်စကားထွက်တာနော်ဒီလောက်ခုဒီရိုးရိုးလေးတွက်ကြည့်ရင်ကျွန်တော်တို့နိုင်ငံကနော်စစ်ကောင်းဆောင်တွေစောက်သုံးမကြလို့အာနာထယူလို့ပြဿနာတက်တာဒီကောင်ကတော့ပြောမှာပေါ့နော် NLD ကမဲခိုးလို့ဘာလို့ညာလို့လုံးဝဟိုအရေးမရဖက်မရခေါင်းစဉ်တက်မှုတွေနဲ့စောက်တလွဲတွေလုပ်ပြီးတော့အာနာကိုလူယူပြီးတော့မတရားလူယူသွားတယ်အဲ့လူယူသွားပြီးတဲ့နောက်ပိုင်းမှာမှတိုင်းပြည်ကနော်မေတော်ဆန်းစုကြည်လက်ထက်က9နှစ်တာကာလနဲ့တခြားစီပဲစုပ်ပြတ်တက်သွားတာအဲ့ဒါကိုမှတိတိနဲ့ညာနော်အဖဆိုပြီးတော့သူတို့အတွက်လည်းတခုမှမပါဘူးသူတို့ကောင်းကျိုးအတွက်လည်းမရှိသူတို့ကိုကျိုးအတွက်လည်းတခုမှမရအဖတွေအစဉ်ပြေပြီးတော့အကုန်လုံးနေတဲ့ကောင်ကြီးစောက်တလွဲတွေပြောတာနော်စက်ကြည့်လိုက်အောင်မယ်ဒီကုသနိုင်တယ်အမှန်တော့ချင်းကြိုက်လို့ဟိုချင်းတဲ့နေရာနေမှာသူတို့တော့ဖြစ်သွားတယ်ဘူးလေးဖုန်းလို့ရှိတယ်အဲ့ဒီလည်းဘယ်နဲ့ဆေးသွားလိုက်တာလောဘထင်တာတွေကောက်ဝယ်ဒီကတော့ထုတ်ရတယ်ဆန်းကြီးဝယ်အားလို့အားလို့လူဟမဲ့တင်တာလေးတွေကောက်ဝယ်လိုက်တာဘယ်ကကိုးလာတဲ့ပတ်စံလေးနော်ဘယ်ပြည်သူအိမ်တွေကိုတက်ပြီးတော့နော်ရွာတွေမီးရှို့နော်ပြည်သူတွေမရှိတဲ့အချိန်တက်ပြီးရလာတဲ့များရွှေငွေကြောက်တံပဒံများတွေရောင်းချရလာတဲ့ပတ်စံတွေနဲ့ဝယ်လာတာကိုပြောင်းစားနဲ့နော်ခွေးတောင်စားနည်းနည်းတော့ဆင်းမယ်နော်ဘာလို့အားတော့ပြန်ထားခဲ့ရတာဒီအများကြီးပဲသက်မလားဆက်ဝယ်ရတယ်ဒီလိုကြိုက်ရဲ့အားနာတာဒီလေရပါဗျာဒါတရားမရှိဘူးဆိုရင်ဟိုမြို့ပေါ်မှာချမ်းသာတွေအများကြီးလေ
ဘယ်လိုလာပြီးတော့ပြင်မယ်ဆိုလိုတာအဓိကတော့စိတ်ကောင်းစိတ်နာထားဖို့ပါပဲ တယောက်ပါသေးတယ်ဟုတ်လားတယောက်ပါ ကိုယ်ကိုရမှာ ဟုတ်အမေလာပြီးတော့လည်းဒီတော့တာပါ ဟာလားသူကကြတော့ဒီမှာပါလား ဟုတ်ကဲ့ကိုလည်းတူတယ် တက်တော့တက်ဖို့ပါလို့ ဒီတော့ပါ ဒီမေးပြပြပေးမယ်လေနော် ပြပါလာပြပါမယ်ဟုတ်အနေလာပြောတာသူရင်ပြောင်းမယ်ပြောလို့ ဟုတ်ကဲ့ဘုံတော့မှာတော့မှာတော့ ကျွန်တော်လည်းဆုတက်ချက်ပေးမယ်အဲ့ကလေးလေဟောကျွန်တော်ရှိတော့အဲ့ဘုံသုံးပါပါဆိုယောက်ျားလေးလားမိန်းကလေးလား မိကလေး ဘယ်ဟို ခေါက်တော့လည်းရထိနိုင်မှာ ဟုတ်ရှိဆိုင်မှာ တကယ်လို့နည်းနည်း ခေါက်ပါဆက်ခေါက် ဆက်ခေါင်ပါ ဒီလာတဲ့အချိန်ညာသူ့ပေးမယ်လား ဟုတ်ကဲ့ ဘုံလေးlebihလေးကြားရဗျာ60 90ဆိုတော့ ကျွန်တော်ညီမလေးနဲ့ ဟုတ်ကဲ့နော် ဆွာရီကဘာမှမဟုတ် အဲ့ဒီလေးနဲ့ဆိုတာအားရတယ်ကျွန်တော်ပြောဆိုတော့ဒါခိုင်းချက်တည်းမသိပါဘူးကျွန်တော်ကဒါစီယုံ ဟုတ်တယ်ကျွန်တော်တို့ယူစားတယ်အဲ့ဒါတခုအကျဉ်းမတက်လေးနဲ့ဖြစ်ရှင်းနိုင် ဘုံမဲလို့ဘာပဲလို့ဘယ်တဲ့ဆံပြည့်ရှင်းလို့ရတယ်ဘယ်တော့ ဘယ်လိုကြောနိုင်တော့ တော်တယ်ပါတော့ဟုတ်တယ် တကယ်တမ်းဒီဗီဒီယိုသေချာကြည့်လို့ရှိရင်ဒါစစ်ကောင်စီကစစ်သားတကောင်တင်ထားတာဗီဒီယိုတွေက edit တွေလုပ်ထားတာခုံနဲ့နော်ကြည့်တဲ့လူဗီဒီယိုဒီရိုက်ကူးရေးမှာဒါတွေလုပ်တဲ့သိတဲ့လူဆိုနားလေတယ်ဒီကောင်တွေတချို့နေရာတွေမှာ edit တွေလုပ်ပြီးဖြတ်ထားတယ်အဲ့တော့ဆိုလိုချင်တာကဒီစစ်တပ်ကအရင်ကတော့ကျွန်တော်တို့ပြည်သူလူထုတွေကကျွန်တော်တို့အာဏာရှင်တွေအာဏာယူတစုကိုပဲမုန်းတီးတာဒါပေမဲ့ဒီလိုကောင်မျိုးတွေများတွေ့လေကျွန်တော်တို့ကစစ်တပ်ကိုအရင်ကကျွန်တော်စစ်တပ်ကိုမမုန်းဘူးเนาะကျွန်တော်တို့အာဏာရှင်တွေအာဏာယူတွေကိုမုန်းတာအဲ့တော့အခုလက်ရှိမှာတော့ဒီလိုဟာမျိုးတွေမြင်ရပါများလာတဲ့အတွက်ဒီစစ်တပ်ကိုပါကျွန်တော်တို့မုန်းလာတယ်ပြည်သူလူထုကယူနီဖောင်းမြင်တာနဲ့မုန်းလာတယ်เนาะဘယ်လောက်တောင်စုပ်ပြက်ရုပ်မာလုပ်လဲဆိုရင်ရောက်တဲ့မြို့နယ်တွေပြည်နယ်တွေမှာဆိုလို့ရှိရင်ရွာတွေမီးရှို့တယ်ဒါတွေကပြောကြမလို့တော့ဘူးเนาะတားပြိုသမီးပြိုတွေဆိုဖြက်စီးတယ်မရင်းကျင်တယ်เนาะအခုဒီရက်ပိုင်းမှာကျွန်တော်တို့ PDF တွေဆိုလို့ရှိရင်မိလို့ရှိလို့ရှိရင်အရင်တည်းကပါဒီကောင်တွေမိလို့ရှိရင်တက်ဖြတ်ပစ်တယ်เนาะကျွန်တော်တို့PDF ပြည်သူ့ကာကွယ်ရေးတပ်တွေရတာเนาะစစ်တုံးမှန်းမိစစ်တုံးမှန်းဥပဒေတွေနဲ့ကောင်းမွန်ထားတာအဲ့တော့တကယ်တော့ကောင်းမွန်မထားသင့်ဘူးလို့တောင်ပြောချင်တယ်เนาะ ဒီကြားကျွန်တော်လည်းဒီမှာတော့တော့ ကချင်နေတော့အဲ့လိုပြီးတော့ပြတာဟုတ်လားအဲ့ကတောက်စိမ့်လို့တစ်လို့ပေါ့ဒါလည်းပါလို့ဒီကြားမှာလည်းအပါလို့ဘာမှမခံနိုင်ပါဘူးဒီကိစ္စအဲ့လိုတော့တန်ပေါ်တယ်အဲ့လိုရရှားရအောင်လားနိုင်ငံသားတွေလည်းစကားပြောတယ်ပြန်လာစကားပြောတယ်တိုင်းလို့ဆရာကအခုမှပြီးပြီမယ်ဘာလို့ဘာမှမပြီးဘူးစိတ်ထားရတယ်တဲ့အဲ့လိုကြည့်ရတယ်တော့ခဏဘာလို့ပြီးလဲတော့ချိုးကပါဘယ်ရရဘယ်ပဲကျွန်တော်တို့ဟောပါလောကလည်းပဲဒီလိုလေးမှာ ဟုတ်ပါတော့နော်ကျွန်တော်တို့ဒေါ်လာမိဘပြည်သူညီကောင်မရဲ့အခုကြည်ပြီးလောက်ပြီပေါ့အဲ့တော့ဒီကောင်တွေကပြောနေတာတော့လေကြီးမိုးကြီးတွေနော်ကျွန်တော်ဒါခံမှန်းရတဲ့လို့ဆိုရင်ဒါကသူတို့စစ်တပ်ဝန်းဝန်းရဲ့လူတွေကြီးပဲဖြစ်ဖို့များတယ်ယောက်ျားသားတွေအများကြီးပဲနော်လူတို့ကဒီစစ်ကောင်စီစစ်တပ်ဆိုလို့ရှိရင်ဒီလိုပုံစံမျိုးတော့ရှိနေမှာမဟုတ်ဘူးကြောက်နေမယ်ယွန့်နေမယ်လန့်နေမယ်ဒီကောင်တွေကအခုအေးဆေးပဲဒီကောင်တွေထုံးစံတိုင်းပဲဒီကောင်တွေလွယ်နေကြလွယ်တယ်လက်ပိုက်ထားတယ်စားဖားလိုမျိုးဒီအကုန်လုံးဒီရဲခွေးတွေလိုမျိုးတော့ရဲတွေတောင်ဖြစ်ဖို့များပါတယ်အဲ့တော့ဒီကောင်တွေကလူလူကိုကျွန်တော်တို့ခေတ်ဆက်ဆက်ကဝါရမိုင်းတွေတိုက်တယ်စကလုံးတွေနဲ့တတ်တယ်ကျွန်တော်တို့နိုင်ငံမှာကျွန်တော်မြန်မာလူမျိုးအများစုကစစ်ကောင်စီရဲ့အစိတ်ကိုတင့်တယ်အဲ့တော့ကျွန်တော်တို့တစ်ချိန်လုံးမှတော့ကျွန်တော်တို့ကခုနပြောသလိုပဲရှေ့စကားကိုပြန်ကောက်ပါတယ်ကျွန်တော်တို့ကစစ်တပ်ကိုမမုန်းပါဘူးဒါပေမဲ့အခုဒီရဲ့ဘိုင်းမှာရောဒီ9နှစ်ကျော်ကာလမှာစစ်တပ်ရဲ့ရုပ်မာကောက်ကျစ်မှုတွေကအာဏာရှင်လူတစုတွေမဟုတ်တော့ပဲเนาะအောက်ချင်မှာလုံနေတဲ့စစ်သားတွေကအစသူတို့ရဲ့စိတ်ရောကိုယ်ပါဝင်မှုတွေနဲ့သူတို့ကိုယ်တိုင်ကကိုလှုပ်ချင်လို့လုံနေတယ်ဆိုတော့ဗီဒီယိုဖိုင်တွေအများကြီးတွေ့ရပါတယ်အဲ့တော့ဒီရဲ့ဘိုင်းမှာကျွန်တော်တို့ညီကိုတော်တွေလည်းเนาะစေကနန်းနဲ့ချီစစ်ကောင်စီကရဲဆက်တက်ဖြတ်တဲ့ဟာမျိုးကိုကြုံတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ကစစ်တပ်ဆိုတာကျွန်တော်တို့နိုင်ငံတကာနိုင်ငံမှာရှိနေဖို့လိုအပ်ပေမဲ့ကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့တပ်မတော်ဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ကဒီအာဏာရှင်မြစ်ပြုတ်တဲ့အထိတွန်းလှန်တိုက်ခိုက်ဖို့လိုအပ်ပါတယ်အဲ့တော့အခုနောက်ဆုံးပိတ်ပြောချင်တာကတော့ဒီကောင်တွေဘယ်လောက်ထိရုပ်မာလဲဆိုတာပါဇက်နဲ့တော့ပြောပြလို့
မရတော့ပါဘူးကျွန်တော်တို့အဲ့တော့ဒီအာဏာရှင်တစုအပြင်ကိုအခုလိုမျိုးเนาะလူတို့ကိုဝါဒမိုင်းဖြန့်เนาะသူတို့မှကောင်းသူတို့မှတက်သူတို့မှတော်ကလိန်စီညမ်းစင်ပေါက်ပန်း40တွေပြောနေတဲ့ဗီဒီယိုဖိုင်တွေမြင်ရပါများတော့ကျွန်တော်တို့လူတို့ကစစ်တပ်ဆိုရင်ယူနီဖောင်းအောင်မုံညင်လာပြီဖြစ်တဲ့အတွက်ကျွန်တော်တော်လိုင်းအောင်ဖို့အတွက်လဲကျွန်တော်တို့ဒီနိုင်တဲ့ဘက်ကနေပြီးတော့ဒီစစ်အာဏာရှင်ပြုတ်ကျပြီးတော့ဒီစစ်တပ်တန့်ရှင်းအဓိကတော့ဗျာကျွန်တော်တို့ဟိုအဆုံးပိတ်ပြောချင်တာကတော့ကျွန်တော်စစ်တပ်ထဲမှာအခုဗီဒီယိုဖိုင်တွေတော်တော်များများစစ်ကောင်စီစစ်တပ်ဗီဒီယိုဖိုင်တော်တော်များများကြည့်ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့မတူဘူးအများအားဆေးကြောင်နေသလိုလက်တွေခါလက်တွေလှုပ်ပြီးတော့ကျွန်တော်တို့ကြောင်တောင်စကားတွေ YouTube ကနေပြောတယ်အဲ့တော့ကျွန်တော်နိုင်ငံမှာကစစ်တပ်ကောလူတို့ရောဒီစစ်တပ်ကအာဏာရှင်တွေကပဲကျွန်တော်တို့ဝိစေဝိုင်းနဲ့ဖျက်ဆီးနေတဲ့ဒီကောင်တွေစစ်တပ်တောင်ထမ်းဆောင်တဲ့အခုစစ်တပ်ထဲမှာလုံနေတဲ့ကောင်တွေလည်းအများကြီးကြည့်လိုက်ဝိစေဝါကြောင်နေတဲ့ကောင်မျိုးတွေများတယ်အဲ့တော့ဒီလိုတက်မျိုးကျွန်တော်တို့နိုင်ငံမှာမရှိဖို့လိုအပ်တယ်အဲ့လိုမရှိဖို့အတွက်လည်းကျွန်တော်တို့တော်လိုင်းရေးဘက်ကနေပြီးတော့နိုင်တဲ့ဝုံဝုံနဲ့နိုင်တဲ့အားတွေနဲ့ဝိုင်းဝန်းတွန်းလှန်တိုက်ခိုက်ဖို့အတွက်ဝိုင်းဝန်းကူညီဖို့လည်းလိုအပ်ပါတယ်အဲ့တော့ဒေါ်လာမိဘပြည်သူညီကိုမောင်နှမများအားလုံးကောင်းသောအိပ်ဆက်ခြင်းနဲ့အိပ်ဆက်နိုင်ပြီးကောင်းသောနှုတ်ထခြင်းနဲ့နှုတ်ထနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာအာနာရှင်စနစ်အမြန်ဆုံးကြာရှုံးပါစေ